stop comparing yourself with other people, you know. မင်းကိုယ်မင်းတခြားလူတွေနဲ့လိုက်ပြီးတော့နှိုင်းယှဉ်နေတာရှင်တွေးနေတာရက်လိုက်तू ကတော့ဒီလိုဘဝကြီးငါကြတော့ဘာလို့ဒီလိုဘဝမင်းမဖြစ်တာလဲဆိုပြီးတော့ကိုယ်စိတ်ဒုက္ခကိုရှာတယ်ကိုယ်စိတ်ဖိစီးမှုကိုရှာတယ်မရှာနဲ့ကိုယ်နိုင်ငံနဲ့ကိုမပြင်ရကိုယ့်အကူဖြစ်ပြနေတယ်စုပ်ပြတ်တက်နေတဲ့အခြေအနေတွေမှာတခြား stress တွေအများကြီးရှိတယ်ပတ်စံရှာဖို့မိသားစုအတွက်စူးစမ်းဖို့တခြားလုပ်ရမယ့်အလုပ်တွေအများကြီးရှိနေတဲ့အချိန်မှာဘာမဟုတ်တဲ့ကိစ္စတွေနဲ့လိုက်ပြီးတော့ကိုဟိုလူနဲ့နှိုင်းရှင်လိုက်ဒီလူနဲ့နှိုင်းရှင်လိုက်မရှင်နဲ့ကိုဟာကိုပဲမာကိုဆိုမာကိုပဲမာကိုတယောက်ပဲရှိတယ်ကိုမှန်နေကြည့်ပြီးကိုနှိုင်းရှင်တခြားဘသူနဲ့မှနှိုင်းရှင်စရာဘာအကြောင်းမှလည်းမရှိဘူးထဲ့တွေးနေစရာလည်းမလိုကိုဘွားကိုဖြစ်တန်းနေတာကိုအခြေအနေကိုအသိဆုံးကိုအသိဆုံးကိုလူမှန်လားကိုရိုးသားလားမရိုးသားလားကိုဖြောင်းမှန်လားမဖြောင်းမှန်လားကိုဘာလုပ်နေလဲကိုအသိဆုံးအဲ့တော့တခြားလူတွေကတော့ဒီလိုဘဝမျိုးဒီလိုတာယာလိုက်တာဒီလိုမျိုးတွေနေရတယ်ငါကြတော့ဘာလို့ဒီလိုဘဝမျိုးဖြစ်တာလဲငါကြတော့ဒီလိုမနေရဘူးဆိုတဲ့ဟာမျိုးတွေလိုက်ပြီးတော့အဲ့ဒီကိစ္စတွေနဲ့ stress တက်နေနဲ့ stress တက်တယ် stress လူတွေဘာလို့ stress တက်တယ်ထိုင်ပြောနေတယ်မလိုတာတွေနဲ့လိုက်ပြီးတော့နှိုင်းရှင်မလိုတာတွေနဲ့လိုက်ပြီးတော့ကိုတိုင်းထွာနေလို့ဘယ်သူနဲ့မှမရှင်နဲ့ကိုရှင်ဘယ်သူနဲ့မှမပြိုင်နဲ့ကိုဟာကိုပြိုင် you yourself me myself me and myself ပဲ competition ကဘယ်သူနဲ့ပြိုင်ရမှာလဲမင်းကိုမင်းနဲ့ပြိုင်ရမှာမင်းတခြားလူနဲ့ပြိုင်ရမှာမဟုတ်ဘူးခေါင်းထဲအမြဲတမ်းမှတ်ထားပေးပါလူတွေကတစ်ခါလေကျရင်ပြုံးနေမှုမေ့တတ်တယ်အဲ့တော့အမြဲတမ်းပြုံးထားပေးပါ